အားလုံးပဲမင်္ဂလာပါKK channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကိုကနေပြီးတော့ကိုရဲ့ YouTube မှာတောင်းထားတဲ့ history တွေကိုဘယ်လိုရှင်းပြီးတော့ကိုရဲ့ဖုန်းကိုပေါ့နော်မလေးတော့အောင်ပေါ့နော်ဖုန်းမလေးတော့အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုရဲ့ history တွေကိုကိုရဲ့ YouTube ထဲမှာတုံးထားတဲ့ရှာထားတဲ့ကြည့်ထားတဲ့ဗီဒီယိုတွေကို history ထဲမှာသွားရှင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube လေးကိုဖွင့်လိုက်ပါဖွင့်ပြီးသွားပြီဆိုတော့ net profile ရဲ့ဘေးမှာရှိတဲ့ setting တွေကိုဝင်ရမှာဖြစ်ပါတယ်ဝင်လိုက်ပြီဆိုတော့ ਨੇ ကိုကhistory ကို manage လုပ်မှာ history တွေကိုဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ manage all history ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာဒီမှာကိုက history ကိုဖြတ်မှာဖြစ်တဲ့ကြောင့်မလို့ဝင်လိုက်တဲ့အခါမှာဒီလိုလေးပေါ်နေမှာဖြစ်ပါတယ်ကိုသုံးထားတယ်ကိုကြည့်ထားတဲ့ဗီဒီယိုတွေကဒီမှာအများကြီးပဲကိုမဖြတ်ရင်မဖြတ်သလိုရှိနေမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုကနေပြီးတော့ဒီ history ကိုဖြတ်မှာဖြစ်တဲ့အတွက် delete ဆိုတဲ့ဟာလေးကိုဝင်လိုက်ပါကိုကပေါ့နော်ကိုရဲ့ဇက်ကိုပေါ့အောင်လုပ်ချင်တာကြောင့် history အကုန်လုံးကိုဖြတ်ချင်တာကြောင့်မို့လို့ all delete all time ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးရဲ့နောက်မှာဒီလိုလေးပေါ်လာလို့ရှိရင်အောက်မှာ delete ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကိုရဲ့သုံးထားတဲ့ကိုဖုန်းထဲမှာလေးနေဟာတွေ history တွေအကုန်လုံးကိုဖျက်လိုက်ပြီးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် KK channel မှာတင်ပြဗီဒီယိုများကိုသိရှိရန်အတွက်လည်း like and subscribe လုပ်ပေးသွားပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်အောက်မှာ no activity ဆိုတဲ့ဟာလေးကိုကိုရဲ့ခုနကြည့်ထားတဲ့ history မရှိတော့ပဲအကုန်ပြတ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီလိုဆိုလို့ရှိရင်ကိုရဲ့ဖုန်းကလည်းတော်တော်လေးကိုပဲတည်တသားပေါ်သွားပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကိုကပို့ပြီးတော့ပေါ့နော် setting ချိန်ထားခြင်းနဲ့ကိုရဲ့ history တွေကိုဘယ်နှလကြာရင်ဖြတ်မယ်ဘယ်နှလကြာရင်ဖြတ်မယ်ဒါမှမဟုတ်ရင်ကိုရဲ့ history ကိုကိုရှာတဲ့ဟာတွေကိုပိတ်ထားမလားပေါ့နော်လုံးဝဖြတ်စရာမလိုအောင်ပိတ်ထားမလားအဲ့လိုမျိုးလုပ်လို့ရပါတယ်ကိုကပေါ့နော်ကိုရဲ့ history တွေကိုရှာလိုက်တဲ့ history တွေကိုမပြစေချင်ဘူးဆိုလို့ရှိရင်ဒီမှာ saving your YouTube history ဆိုတဲ့ဟာလေးကိုအမှန်ချစ်ထားတဲ့ဟာလေးကိုဝင်လိုက်ပါဝင်လိုက်တဲ့အခါမှာတွေ့ရတာကတော့ on ထားတယ်ပြီးရင် turn off ဆိုတဲ့ဟာလေးပါတယ်ကိုဟာကဒီလို on ထားတာဖြစ်ပါတယ်ဒါပေမဲ့ကိုကဒီဟာကိုမ on ကျင်ဘူး history တွေကိုအများအားပိတ်ထားခြင်းနဲ့ပြန်လည်းမဖြတ်ချင်ဘူးဝင်ပြီးမဖြတ်ချင်ဘူးပေါ့နော်ပြန်လဲဝင်ပြီးတော့မဖြတ်ချင်ဘူးဆိုလို့ရှိရင် turn off ဆိုတဲ့ဟာလေးကိုလုပ်ထားမှာဖြစ်ပါတယ်လိုက်နှိပ်လိုက်ပါဒါဆိုရင်တော့ကိုရဲ့ YouTube history ကို on ထားတာဟာ history တွေကိုမပေါ်အောင် off ထားလိုက်ပြီးဖြစ်ပါတယ်ဒီလို off ထားပြီးပြီဆိုရင်တော့ကိုရှာတဲ့ history တွေကိုကြည့်ရဗီဒီယိုတွေက history မပေါ်တော့ဘဲနဲ့ဝင်ဖြတ်စရာလည်းမလိုတော့ပါဘူးအောက်မှာ Godread ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာမှာပဲဖြစ်ပါတယ်ခုနက save လုပ်ထားတဲ့ကောက်ချစ်ထားတဲ့နေရာလေးမှာ off ဆိုတဲ့ဟာလေးဖြစ်နေမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဘယ်တော့မှဝင်ဖြတ်စရာမလိုဘူး history မရှိတော့ပဲဖြစ်နေမှာပါသူ့အနေနဲ့ကကြတော့ကိုကြည့်ထားတဲ့ history တွေကိုလအပိုင်းခြားတွေနဲ့သူ့အတင် auto ဖြတ်အောင်လုပ်တဲ့ setting ချိန်လေးပေါ့နော်အဲ့ဒါကတော့ auto delete တွေကနေပြီးတော့ auto delete ကို on ထားတဲ့ထဲကနေပြီးတော့ delete pin activity ဆိုတဲ့ဟာလေးကိုဝင်ရမှာဖြစ်ပါတယ်ဝင်လိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာ auto delete activity aura than ဆိုပြီးတော့သူဒီလိုမှန်လေးကိုဒီဘေးမှာရှိတဲ့ဒီမြားလေးကိုနှိပ်လိုက်ပါအဲ့လိုထားပြီးရွေးပြီးရဲ့နောက်မှာ next ဆိုတဲ့အောက်မှာရှိတဲ့ဟာကိုသွားလိုက်ပါသွားလိုက်ပြီးဆိုတော့အောက်မှာ confirm ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ
ဆိုလို့ရှိရင်ကိုကဒီ setting ကိုချိန်ပြီးသွားပြီပဲဖြစ်ပါတယ်အောက်မှာ goddess ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ setting မှာလုံးဝကိုပဲအပြည့်အစုံချိန်ပြီးသွားပြီဖြစ်ပါတယ်ကိုကဒီလိုမျိုး setting ကိုလုံးဝကိုပဲoff ထားလိုက်မယ်ပေါ့နော်ဒီ on ထားတာကို off လုပ်လိုက်လို့လည်းရသလိုမျိုးအမုံနောက်တစ်နည်းကတော့ဒီလိုမျိုးသုံးထားတဲ့ history တွေကို auto delete လုပ်ဖို့အတွက် setting ချိန်တာအဲ့လိုမျိုးလေးကိုလုပ်ထားလို့ရပါတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဝင်ပြီးတော့ auto delete လုပ်လို့ရပါတယ်ဒီလိုမျိုးနဲ့ကိုယ့်ရဲ့ YouTube history ကိုတန်ရှင်းလုပ်ခြင်းအပြင်ကိုဖုန်းမလေးအောင်လုပ်လို့ရပါတယ်တိတတာကိုပဲဖုန်းကနေပြီးတော့သုံးရတာတွက်လာပါလိမ့်မယ်ပေါ့ပေါ့ဖြစ်သွားပါလိမ့်မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိကိ channel မှာတင်သမျှဗီဒီယိုများကိုသိရှိရန်အတွက်လည်း like and subscribe လုပ်ပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်